အငြိမ်မင်းသမီးကြီးတယောက်ဝင်စားသလားလို့ထင်ရလာအောင်မင်းသမီးကမှထူးချွန်နေတဲ့ကင်မာလေးနံပန်းဖြူအားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းနျူပေကနေပြန်လည်ကြိုဆိုလိုက်ပါရီမြန်မာရင်ကျေးမှုစစ်စစ်ဖြစ်တဲ့တပင်ကကိုတင်ယူတဲ့သူရှားပါလာတဲ့အချိန်မှာထူးထူးခြားခြားပေါ်ထွက်လာတာကတော့ကင်မာလေးနံပန်းဖြူဖြစ်ပါရီမင်းသမီးဝတ်စုံကိုဝတ်ဆင်ပြီးတော့မတင်တော်တဲ့အကတွေကိုကနေချိန်မှာနံပန်းဖြူကတော့ခေါင်းခါချီလဲညီညာအောင်ချိုးနိုင်ပြီးရင်ရင်ကြေးကြေးကနိုင်သူဖြစ်ပါရီနံပန်းဖြူကမူလာတဲ့ကျောင်းသူရွှေလေးသားရှိပေမဲ့လည်းအငြိမ်မင်းသမီးကြီးတယောက်လိုယုံကြည်မှုပြည့်ရှိသူပါသူရဲ့ကားကိုကြည့်လိုက်ရင်တော့တာမန်လို့ထင်ရပေမဲ့တေချာကြည့်လိုက်မယ်ဆိုရင်အကပညာမှာပါရင်ပါသူဖြစ်တဲ့ပြင်စ조사အားထုတ်ကြောင်းကိုလည်းတွေ့ရမှာပါနံပန်းဖြူကကရင်ပြည်နယ်လိုင်းပွင့်မြို့နယ်ကကောဆူကျေးရွာမှာနေထိုင်သူဖြစ်ပြီးတော့အကပညာကိုသင်ဆရာနဲ့မသင်ကြားခဲ့ပေဖုန်းထဲကနေလေ့လာပြီးတော့တက်မြောက်လာသူဖြစ်ပါ၏သူရဲ့ကားရစီးချက်နဲ့လည်းညီသလိုမျက်နှာမူရာကလည်းသချင်းကိုလိုက်ပြီးတော့ပြောင်းလဲနိုင်ပါသေးတယ်မျက်နှာကြီးတွေကစအငြိမ်မင်းသမီးတယောက်လိုဟန်ပါနေတဲ့ပြင်လက်ချိုးတာကိုလေသွေးပြောင်းနေအောင်ကနိုင်တာကြောင့်ကြောင်ယုံရင်ချင်းမဟုတ်ကြောင်းသိမဲ့ပြကြပါရီအကပညာကိုဘယ်မှများတင်ထားလဲလို့စိတ်ဝင်စားကြပေမဲ့မြို့ကြီးရီထီသွားပြီးတော့တင်ထားခဲ့တာမဟုတ်ပါဘူး။ကရီပြည်နယ်ကရွာလေးတရွာမှာပဲကြီးပြင်းခဲ့ပေမဲ့အကပညာကိုသိရချေစိတ်ပြင်းပြတာကြောင့်ဖုန်းထဲကအကပီယူကိုလိုက်ကြည့်ပြီးတော့ကရကနေကတက်သွားပါရီအခုဆိုရင်တော့နန်းပန်းဖြူဟာသူတို့နေတဲ့ကြောမှာနာမည်ကြီးနေပြီးတော့အလူပွဲတွေမှာလည်းဖြောပြပေးနေပါရီပွဲထဲမှာကြီးစုနေသူတွေကလည်းနန်းပန်းဖြူကိုငွေလေးချင်းမြင့်ကြပြီးကနေရင်းနဲ့ငွေလေးချင်းမြင့်ခံရရင်တောင်မှနန်းပန်းဖြူကအကမပြတ်သွားပဲနဲ့စုငွေတွေကိုယူတာနဲ့ကပြတာကိုတပြိုင်နက်တည်းပြုလုပ်ပါရီနန်းပန်းဖြူရဲ့ရေချေကိုကျောင်းကဆရာဆရာမတွေပြင်တငယ်ချင်းတွေကလည်းတီးကြပြီးတော့ကျောင်းပွဲမှာလည်းအငြိမ်မင်းမီဝတ်စုံနဲ့ဖြောပြပါရီမူလာတိုင်းကျောင်းသူရွှေကလေးတယောက်ကဒီလောက်ထိကတဲ့နေရောမကအကပညာနဲ့ပတ်သက်လိုက်ဝမ်းစာတွေလည်းဖြေထားပါရီအငြိမ်မင်းသမီးကတခုတည်းမဟုတ်ပဲနဲ့မင်းသားကားကိုလည်းကားတတ်တယ်လို့အခြားသောကားကိုလည်းလေ့လာထားပါသေးတယ်မိတ်ကပ်ပြင်စင်နဲ့ဝတ်စားတွေကိုတော့မိခင်တွေကပံ့ပိုးပေးထားပြီးတော့ပွဲကနေရတဲ့စုချင်းငွေလေးတွေနဲ့ဝတ်စားတွေကိုထပ်ဝဲပါရီမိဘတွေကလေယာလုပ်ငန်းလုပ်ပေမဲ့နန်းပန်းဖြူရဲ့ဝါသနာကိုလည်းတက်နိုင်တဲ့ဘက်ကနေအားပေးကြပါရီဒါကြောင့်နန်းပန်းဖြူကအကားကားတဲ့ခါတိုင်းမှာအပြင်စင်တွေကအငြိမ်မင်းသမီးတယောက်လိုပြေဆုံးနေပါရီနန်းပန်းဖြူကကလေးရွှဲလေးဖြစ်ပေမဲ့မင်းသမီးတွေလိုင်းတာတင်းတဲ့စီကန်းတွေကိုလည်းသိရှိထားသူပါအခြားသောမင်းသမီးတွေကပရိသတ်ကြအောင်စီမောင်မှာမတင်တော်တဲ့ကားတွေကနေတဲ့အချိန်မှာနန်းပန်းဖြူကတော့ခြေတလုံးကိုတာမှမပေါ်အောင်ကပြနိုင်ခဲ့ပါရီမိဘတွေကရိုးသားသားအလုပ်လုပ်ကြသူတွေဖြစ်ပြီးနန်းပန်းဖြူကအကပညာမှာထူးချွန်နေလို့မျက်နှာပန်းလာနေပါရီနန်းပန်းဖြူကအကြောင်းပွင့်တဲ့ချိန်တွေမှာကျောင်းကနေပြန်လာရင်အရင်ဆုံးအကတွေလေ့ကျင့်နေပါလိနွေရာသီကြောက်ပိတ်တဲ့ချိန်တွေမှာလည်းအကတွေကိုဝမ်းစာဖြစ်နေတတ်ပြီးတပင်ပညာကိုချစ်မြတ်လို့သိယူနေပါရီနန်းပန်းဖြူကအသက်ငယ်ငယ်နဲ့ထူးချွန်နေတာကြောင့်မြေတောင်မြောက်ပြီးရင်တော့ဒီထက်မကပိုအောင်မြင်လာမှာပါတော်ရွာလေးမှာနေထိုင်နေဆိုပြီးတော့သူ့ရဲ့ရီမဲချက်ကိုပြတ်မခံမေးမရရတဲ့ဒီနဲ့လေးလာရှင်ကနေနန်းပန်းဖြူဟာတစ်တော့မှလူသိများသူဖြစ်လာခဲ့ပါရီပရိသတ်ကြီးရောလိုင်းပွဲမြို့နယ်ကကရင်မာလေးနန်းပန်းဖြူရဲ့အကာလေးတွေကိုသဘောကျရလားဆိုတာပြောခဲ့ပေးပါအောင်ရှင်အဆုံးဒီတ िश ူအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်